ရေခဲမုတ်ကိုမှဟုံးမဲ့ရေခဲမုတ်စားဘူးကြလားတို့မြန်မာတွေနဲ့တော့စိမ့်လိုက်မယ်ဒီထိုင်းနိုင်ငံမှာတော့ဒီချက်ဥရေခဲမုတ်အိမ်မှာပဲလုပ်တယ်ပေါ့နော်ချက်ဥရေခဲမုတ်ဆိုင်ရေခဲမုတ်ဆိုင်သွားတယ်ဆိုတာဒီလိုမျိုး feeling လေးပါသူကရေခဲမုတ်နဲ့ရေခဲချင်းနဲ့ရှိတယ်ဥရေခဲမုတ်ရှိတယ်ရေခဲချင်းရှိတယ်ဟိုဟာကြိုက်တာလေးကိုဖက်ကြတာလေးလည်းညှို့ထိုးဟုတ်ကဲ့เป็นน้ำเพ็งนะน้ำเพ็งเลยคนอื่นจะกินไอติมก็มีนะครับกินได้เดี๋ยวเราล่าจะกินคนอื่นสั่งต่อเลยนะนี่กับมีของ2อย่างฮะอันไหนนะအခုပုံထဲမှာမြင်ရတဲ့ဝါဝါလေးတွေပေါ့နော်အဲ့ဒါကကြတော့ရေခဲမုတ်ကိုမှသူကချက်ဥကိုစားတော့မယ်ဆိုမှချက်ဥလေးဖောက်ထည့်ပေးလိုက်တာပေါ့နော်အဲ့တော့ချက်ဥလေးကပြောသွားတယ်စိတ်စိမ်လေးပို့ပြီးတော့အမေရေခဲမုတ်ထပ်ပို့ပြီးတော့ရတာစိတ်စိမ်လေးစားကောင်းတယ်ပေါ့နော်ဒါကတော့ပစုံကျောင်းနဲ့က6တေဝယ်ဖို့ရနောင်စီးတဲ့ကိုရောက်နေတာပါสวยไหม風が優しく吹く暖かい笑顔で桜の花びらのように舞い落ちる心の中でもっと柔らかい隅に落ちて太陽の光が古い本のページに記憶の中のあなたは明るい海辺の誓いは波に乗ってあなたの影は一歩に伸びている怎么样才3个3些眼让我觉得အခုကတော့ရိုးရမပြက်စိတ်သားဟင်းအမဲဟင်းအဲ့ဒါနဲ့ပလာတာနဲ့ပေါ့နော်ပလာတာဆိုတော့တို့မြန်မာပြည်ကထက်တရားလိုပုံစံမျိုးပဲထက်နဲ့အဲ့ဒါလေးတွေနဲ့စားတာပေါ့နော်အဲ့ဒီဆိုင်အောင်မှာသွားစားပြီးတော့ပြန်ဖို့ပေါ့နော်ဘလောက်တောင်မှစားလဲဆိုလို့ရှိရင်အဲ့ဒီထက်တရားလေးတွေအချက်30လောက်ကုန်ခဲ့တယ်အချက်20 30ပေါ့နော်အဲ့လောက်ကုန်ခဲ့တယ်ဒါဆိုင်ရဲ့ရှေ့ decoration လေးပါဒီဆိုင်ကတော့ရှေ့ရဗီဒီယိုတွေမှာလည်းတစ်ခါပါဘူးပါတယ်အမြဲတမ်းစားနေကြပါတော့အခုတော့ရနောင်းကနေပြီးတော့ပြန်ပါပြီခုနောက်ဆုံးဗီဒီယိုလေးက edit လုပ်တာကြာသွားတာပေါ့နော်အမှန်တကယ်ကတော့ရနောင်းပြန်ခဲ့တာကြာခဲ့ပါပြီတစ်လ2လလောက်ရှိနေပြီပေါ့နော်ဒီနေရာလေးကတော့ရနောင်းရဲ့ view point လေးပါပင်လယ်ကြီးကိုလည်းမြင်ရတယ်တောင်တန်းလည်းရှိတယ်ပေါ့နော်ဒီကနေပြီးတော့လှမ်းမြင်ရတယ် view လေးပါ星空の下で願いを流星が通過する瞬間は長いこの瞬間を永遠に大切にしたいあなたがくれた優しさのように夏の風が